Hi guys, today my gallery with the one of your tarot. Market come to our can be one or you choose to be the pure tarot. I have a council, they won't Emily who know by Fino Liber don't keep by. Tarot council be your Emily, the penny pong 20 hour no. Ponging are go home at your pong 20 hour no. Don't want to do a penny by. And a pajama Emily a county hour no, a yan tiny luad can come chin and low by Yamava. ဒါကွာကိုလောက်တာဆိုတော့တိတ်ပြီးတော့ပုံမကြဘူးပေါ့နော်ကြကြတော့လုတ်ပြီးတော့ပေါ့နော်စပင်လေးကပေါင်းလေးရောဖြစ်သွားအမလေးကစပင်သားလိုမျိုးညှက်ထားတာပဲပုံသွင်းတာပဲမလုပ်ဖြစ်ဘူးပေါ့နော်ခုမှလုပ်ဖြစ်ဒါတော့လုပ်ပြရမှာပါကဲအဲ့ဒါလေးက before လေးနဲ့ after လေးဖြစ်ပါတယ်တိတ်တော့မလာပေမဲ့ပေါ့နော်ပုံလေးတော့ကြာသွားတယ်ကဲဒါတော့အမေပြင်သွားမှာဆိုတော့ skin care နဲ့ makeup ပိုင်းညာလုပ်ပြီးပေါ့နော်ဒါတော့ skin care လေးစလိုက်နေရပါခုတလောလေးအရန်ပူပြီးတော့လေ skin ကအရန်ချောက်နေတော့ skin care အဲ့လို makeup မလုပ်တဲ့ skin care ကတော့အမြဲလုပ်ရပါတယ်ဒါ serum လေးနဲ့ပါဒါကတော့အခုသုံးနေကြလေးပေါ့နော်ဒါတော့ sun cream လေးပါအဲ့ sun cream လေးကိုပေါ့နော်အခုအရန် trend ဖြစ်နေတဲ့ two finger method လေးလုပ်ကြည့်မယ်ပေါ့နော်ဒီဆန်းခွေသုံးတာတော်တော်ကောင်းပါတယ်တော့ကြတော့ဘောနော်အသားကြီးကိုပိုပြီးကြည့်ရပိုပြီးတော့လည်းလိုမျိုးအောက်က foundation နဲ့လည်းညမလို့ကြတာတော့ fashion လေးပါကြစားပြီးတော့တဲ့ makeup ဘာညာလိမ့်ပါမယ်အမေကအခုက market ပဲသွားမှာဆိုတော့အဲ့လိုမျိုးmakeup ထူးကြီးလိမ့်ကြပေါ့နော်အဲ့တော့အပကြီးကြီး look လေးပဲလိမ့်ချင်ပါတယ်အဲ့တော့ blush ဘာညာအဲ့လိုမျိုးလေးနည်းနည်းပဲထည့်မယ်ပေါ့နော်ဒါလေးကအမေlips လေးကို blush အနေနဲ့သုံးထားတာပါကဲနောက်ပြီးတော့ဒီပေါ့နော် eyeshadow palette လေးကိုအများကြီးလည်းမသုံးချင်ဘူး glitter တွေအများကြီးမပါချင်ဒါပေမဲ့လည်းနည်းနည်းလေးထည့်ချင်ဆိုတော့အဲ့တော့နှာတန်းလေးအရင်ဆုံးခေါ်ပြီးပေါ့နော်ပြန်ကြတော့ခုဒီနှာခေါင်းပေါ်လေးမှာ glitter လေးနည်းနည်းပဲထည့်ပါမယ်မျက်လုံးပေါ်လေးလည်းနည်းနည်းထည့်မယ်ပေါ့နော်ပြီးကြတော့ဒီ eyeliner လေးထုံးမယ် eyeliner ကိုလည်းထူးရဆွဲပါဘူးတော့ပေါ်ရုံလေးပဲဆွဲပါကဲဆက်ဆွဲတော့မှစပြီးတလွဲစလုပ်ပါပြီမမီပါတော့ပြန်ဖြတ်ရပါတယ်ပြီးကြမှထပ်ပြီးကြိုးဆိုင်ဆွဲကြည့်ရဲ့lipstick ကိုဒီပူပြီးရောရှင်းတဲ့အရောင်နဲ့သုံးမယ်ပေါ့နော်ဒီရောင်ပူပြီးတိုက်လို့ခံစားလို့ပါကဲဒါလေးက final look လေးပါ makeup ရှိရလို့တော့မထင်ရပါဘူးเนาะလောက natural look လိုမျိုးလေးပါဒါကတော့တွားခင်းဒီလေးခဏရိုက်ထားပါကဲဒါတော့ Emily ကောင်းမှစပြီးတွားနေပါပြီကဲအရင်ဆုံးဟိုရောက်တော့ Emily မသွားမနေနိုင်တဲ့ဒီဆိုင်လေးပေါ့နော်အဲ့တော့မစားမဖြစ်စားပါတယ်အဲ့ဒါဒီဆိုင်ကျမအကြိုက်ဆုံးပေါ့နော်တော့အရင်ကောင်းတယ်အဲ့ဒီစားပြီးတော့ပေါ့နော်နည်းနည်းအချိုးပါညာစားရင်တော့လည်းဒီရေခဲတုပ်လေးပါမှားလိုက်ပါတယ်ခုလိုအရန်ပူတဲ့ຢာတီမှာပေါ့နော်ဒီအေးအေးလေးအမြဲစားချင်ခဲ့တာပါခုမှစားတယ်ရမ်းလည်းကောင်းပါတယ်ချိုးအေးလေးစားလိုက်ရတာလေရင်းထဲမှာဘလိုလေးလည်းမသိဘူးရမ်းကောင်းတယ်အဲ့ဒါလေးပြီးတော့ Emily ဖိုင်မပြည့်သေးတာနဲ့ပေါ့နော်ဒီလေးကမှာလိုက်ပါတယ်ဒီစားလေးကိုဒီကိုရမ်းကောင်းဆိုတော့မှာပေါ့နော် စားနေဆိုပြောရဲပေါ့နော်ပြန်တွေ့တဲ့ရုပ်ကိုကြည့်မှပြုံးကြည့်ကြည့်ဒီခေါက်ဆက်တော်တော်ကောင်းတယ်နော်အမေကတော့အရန်ကြိုက်တယ်ပေါ့နော်ဒီညစည်းတွေပါလာရဲဆိုရင်လေအကုန်လုံးဒီခေါက်ဆက်ကို recommend ပေးပါသူ့ရဲ့အရသာလည်းကောင်းတယ်ပြီးတော့ဈေးလေးကလည်းတိတ်မကြီးဘူးပေါ့နော်
ကဲအမ်လီစားပြီးပြီဆိုတော့စားပြီးဈေးဝယ်ပါမယ်ကိုစားချင်တာစားပြီးတော့ဘာလို့လည်းတင်းနေတော့စားပြီးလမ်းရှာရမယ်ထုတ်လေးပါလေးကိုတဲပါဒါကတော့ကိုစုံရက်ဝယ်နေရလေးပါကျန်တဲ့ဈေးဝယ် clip တွေကအမ်လီရိုက်ခဲ့ပြီးတော့လူတွေရမ်းများနေမြင်ဖြစ်တာပါကဲအဲ့တော့အကုန်လုံးဈေးဝယ်ပြီးတော့ပြန်လာပါပြီလက်မှလည်းထုတ်နေနေပါအမ်လီရဲ့ဒီ vlog လေးကြိုက်နေတတ်တဲ့ဆိုရင် like and subscribe လေးနှိပ်ပေးပါအောင်ပြီးတော့လည်းအမ်လီနောက် vlog လေးဆက်ပြီးတော့တင်ပေးပါမယ်ရှင်